Hello everyone အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ယထာနဲ့ခီးသွားတဲ့အချိန်မှာအသုံးပြုလို့ရတဲ့အသုံးအနှုန်းလေးတွေကိုလေ့လာကြည့်အောင်နော် Platform area where you wait for a train ယထာဆောင်တဲ့နေရာ Platform Ticket office place to buy train ticket ယထာလက်မှတ်ဝယ်တဲ့နေရာ Carriage coach section of the train for passenger ယထာသွဲတွေကိုပြောတာဖြစ်ပါတယ်ကျမတို့စီမှာဆိုလို့ရှိရင်အိတ်စင်းเนาะအထက်တန်းเนาะပြီးလို့ရှိရင်ရိုးရိုးတန်းเนาะဒီလိုမျိုးကိုပြောတာဖြစ်ပါတယ် express train faster train with fewer stops မိုးပြန်ယထာလိုမျိုးသူကအရမ်းမြန်တယ်ပြီးလို့ရှိရင်သူကဂိတ်တိုင်းမှာလည်းမရပ်ဘူး timetable schedules of departure and arrivals departure ထွက်ခွာတဲ့အချိန်နဲ့ arrival ဆက်ရောက်တဲ့အချိန်ဒီဟာလေးတွေကိုပြတဲ့အချိန်စရာเนาะဒါကို timetable လို့ခေါ်တာဖြစ်ပါတယ်